ဒီကောင်းပိုင်ရှင်လေးက14 Pro လေးမေးထားတယ်ပေါ့နော်ကျွန်တော်ဆိုင်မှာ14 Pro ဈေးကတော့23သိန်း5000နဲ့24သိန်း5000 12825ပါခင်ဗျာဒါပေမဲ့14 Pro ထက်စားလို့ရှိရင်ဈေးအများကြီးမကွာဘဲနဲ့အခု Pro Max ဈေးကိုပါ Pro Max ဈေးကိုကျွန်တော်တခါလေးပြောပြမယ် Pro Max ကင်လို့ရနေပါပြီအရန်ကိုတန်တဲ့ဈေးတွေနဲ့ပါကျွန်တော်ဒီ14 Pro Max မှာဆိုလို့ရှိရင်လည်း 128GB နဲ့ 256GB ဆိုပြီးနှစ်မျိုးရှိတယ်အဲ့ဒါအောင်မှကျွန်တော် Deep Purple ၄လုံးထိရှိပါမယ် Deep Purple ပါ14 Pro Max ရဲ့ signature color Deep Purple က၄လုံးအရန်လှတဲ့ရွှေအောင်နှလုံးရွှေလုံးလေးတွေအရန်လှတယ်ယောက်ျားလေးဟိုမှာလုံးဝ deep ဖြစ်နေလုံးဝ dark ဖြစ်ကန်နေတဲ့သူတွေ black ရှိပါမယ်တော်တော်လေးမိုက်တယ်လုံးဝ gentleman နဲ့အထာအရန်ကြတယ် black ရှိမယ်128GB ကို25သိန်း5000မှာ256ကို26သိန်း5000မှာ14 Pro ဈေးနဲ့ကွာခြားနိုင်တယ်ဘာမှမရှိပါဘူးအလုံးစုံကွာခြား2သိန်းပဲဝန်းကျင်ပဲကွာခြားနိုင်တယ်အဲ့ဒီပုံမှာ14 Pro လိုမျိုးကျွန်တော်ကန်ရင်လည်းရတယ်အဲ့တက်ပို့ပြီး second site ကြီးတာကန်ရင်2သိန်းဝန်းကျင်လောက်ပို့ပေးရုံနဲ့14 Pro Max တွေကျွန်တော် MK Mobile မှာရရှိနေပါပြီဆိုတော့ကျွန်တော်ဒီနေ့ပြောပြတာတော့14 Pro နဲ့14 Pro Max ဈေးလေးတွေပဲဖြစ်ပါတယ်ခင်ဗျအမှားယူခြင်းနဲ့ solution တော့ကျွန်တော်တို့ဆိုင်ရဲ့ဖုန်းနံပါတ်ကတော့39945866ကိုဆက်သွယ်လို့ရပါတယ်ဆိုင်ကိုကိုရိုင်းလာရောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုင်ရဲ့လိပ်စာလေးကအမှတ်168ကုန်းစည်းရန်လန်အောက်ဘလောက်တိန်ကြီးစေးကမှတ်တိုင်အနီးဗဘဲတဲ့မြို့နယ်မှာတည်ရှိပါတယ်ခင်ဗျ